ဒီနေ့မှာတော့ကျွန်တော်က Nova Blood 4 running shoe ကို review လုပ်ပေးမှာဖြစ်ပါတယ်ဒီ Nova Blood 4 running shoe ဟာအကောင်းဆုံး running shoe ဖြစ်မလားအဖြေရှာကြည့်အောင်ဒီ review မှာတော့ကျွန်တော်ကဒီဖက်ရဲ့ fit comfort performance နဲ့ဘယ်သူတွေအတွက်လဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်ဖက်ကိုစစဝတ်ချင်းမှာတည်ထားမိတာကတော့ fit and comfort ဖြစ်စေပါတယ်ပြီးတော့ဖက်ရဲ့အပေါ်ပိုင်းမှာလေဝင်ပေါက်လေးတွေပေါင်းရပါတယ်ဒီဆိုကိုတော့ FF Plus Eco Cushioning Technology ကိုသုံးပေးထားပြီးတော့ light and bouncy ဖြစ်စေပါတယ်ပြီးတဲ့အခါမှာလည်းပို့ပြီးတော့ stability ကိုပိုရစေပါတယ်ဒီဖက်ကတော့long run short run recovery run ပြင် daily run တွေမှာကောင်းhandle လုပ်နိုင်ပြီးတော့ energy လုံးလောက်လည်းပြန်ထွက်စေနိုင်ပါတယ်ကိုယ့်ရဲ့ running performance ကိုလည်း progress ဖြစ်စေပါတယ်ဖက်ရဲ့အောက်ဆိုးကိုတော့ကောင်းမွန်တဲ့ rubber grip တွေနဲ့ပြုလုပ်ထားပြီးတော့လမ်းကျန်းတွေမှာလည်းတော်တော်လက်နဲ့အကျန်းခံနိုင်ပါတယ်ဒီဖက်ရဲ့ကောင်းတဲ့အချက်တွေကတော့cushion to ပြီးတော့ responsive အရန်ဖြစ်တာရယ်အရန်ကိုပေါ့ပေါ့ဖြစ်ပြီးတော့ steel လို့စီးထားမှမသိအောင် light ဖြစ်တာမျိုးရယ်နောက်ဆုံးတစ်ချက်ကတော့ training အစုံသုံးရတာမျိုးရယ်ဒီဖက်ရဲ့အားနည်းချက်တွေကတော့အရန်မြန်အောင်ပြေးရတယ် speed run တွေ tempo run တွေမှာဆိုလို့ရှိရင်အနည်းငယ်ကြီးပြီး cushion to သလိုခံစားရတာမျိုးရယ်ဆိုစတဲ့ကြမ်းမြင့်တွေမှာဆိုလို့ရှိရင် grip တိတ်မကောင်းတာမျိုးပဲဖြစ်ပါတယ်ဒီဖက်ကိုဘယ်သူတွေအတွက် recommend ပေးလဲဆိုလို့ရှိရင် slow pace running သမားတွေဥပမာ6မိနစ်ကနေ10မိနစ်1 km ကို6မိနစ်ကနေ10မိနစ်ပြေးရတဲ့သူတွေနောက်တစ်ခုကကြတော့ marathon မှာracing shoe တသက်ထက်မဝယ်ခြင်းပဲနဲ့ daily training shoe နဲ့ပဲtraining လည်းလုပ်မယ် marathon ပြိုင်ပွဲလည်းဝင်ပြိုင်မယ်ဆိုလို့ရှိရင် all in one အနေနဲ့ဒီဖက်ကိုရွေးချယ်တင်ပါတယ်